အနာဂတ်မှာလိမ်မာတော့မယ်လို့အလတ်ထမှာပြောတာကိုလူကြီးများခင်ဗျာတောက်ပါလို့ခေါ်တယ်အတိတ်မှာမှားယွင်းခဲ့တဲ့အရာတွေကိုဖုံးအုပ်ပေးပါလို့အလတ်ထမှာတောင်းတာကိုအစ္စတိဂ်ဖာလို့ခေါ်တယ်နှစ်ခုလုံးကျွန်တော်တို့လောက်ရလူကြီးများခင်အဲ့တော့ဒါတွေကိုလောက်ရင်ကျွန်တော်တို့ဘာရမလဲလူကြီးများကျွန်တော်အတိတ်ဘလောက်ပဲကျွန်တော်စိုးခဲ့မိုက်ခဲ့မြတ်တော်မူသောအလ္လာဟ်ရှင်မြတ်ကအမိန့်ရှိဘာမိန့်လဲဆိုတော့ဝမန်တာဘာဝအမီလာဆွာလီဟာလူကြီးများတူတယောက်ကတောက်ပါလုပ်ပြီးတော့ကောင်းတာတွေသူပြန်လုပ်အားလုံးကိုသူဆွလွတ်လိုက်မယ်ဆိုရင်နဲ့အလ္လာဟ်ရှင်မြတ်ကအမိန့်ရှိတယ်ဆူရတ်အလ်ဖူရ်ကာန်မှာဖာအူလာအီကာယူဘဒ်ဒလ်လာဟူဆယီအာတီဟမ်ဟဆနာတ်သူတို့မှားခဲ့တဲ့အမားတွေမကောင်းမှုတွေရဲ့အစားကိုကောင်းမှုတွေနဲ့ပြန်လဲပြုံးမယ်နှစ်30ကျွန်တော်အီဘာဒတ်တွေမလုပ်ခဲ့နိုင်အမားတွေကျူးလွန်ခဲ့တယ်ဒါပေမဲ့စစ်မှန်တဲ့တောက်ပါအစ္စတိဂ်ဖာကျွန်တော်လုပ်လိုက်တာအဲ့နှစ်30ဟာအလ္လာဟ်လက်ခံတဲ့နှစ်30ဖြစ်သွားတယ်ယူဘဒ်ဒလ်လာဟူဆယီအာတီဟမ်ဟဆနာတ်ဖြစ်သွားတယ်လူကြီးများအဲ့တော့ဒါလေးကလူကြီးမင်းတို့ကျွန်တော်တို့ဒါအစ္စတိဂ်ဖာနဲ့ပတ်သက်တာဖြစ်ပါတယ်